Hello ဒီနေ့မှာတော့ Every TikTok မှာအရန်ခက်စားနေတယ်ပေါ့နော်တတိပုံစံရေးခဲကြောင်းလေးကို Every စပြီးတော့ try ကြည့်ပါမယ်ဒါကဒီမြောက်တကုံက Messi မှာ Every တွေးလို့ဝယ်ခဲ့တာပေါ့နော်ဒီကဘယ်လိုဖောက်ရမလဲဒီပုံစံလေးပါဒါက Every ဒီမြောက်တကုံက Messi မှာတွေးလို့ဝယ်ခဲ့တာပေါ့နော်သူ့စီမှာဆိုရင်ဒီတရသီးလေးလည်းရှိရဲ Strawberry တွေလည်းရှိတယ် Blueberry လို့လည်းရှိရဲပေါ့နော် Every ဒီတရသီးလေးယူခဲ့ပါတယ်ဒီကတော့သူက9000ကျော်ရှိပါတယ်အဲ့ဒါစပြီးစမ်းကြည့်ပါမယ်။ထားလို့ကောင်းပါ့။မဆိုးပါဘူး။သူစားလိုက်တာနဲ့အထဲမှာလေဒီလိုဘယ်လိုပြောမလဲအထဲကဒီဟာလေးတွေထွက်လာတယ်ပေါ့နော်အရီလေးတွေပေါ့နော်။အောင်ဒီဟာစားနေနန်းလေးဟိုတွင်းပလို့အဲ့လိုဟာလေးတောင်မှပဲ April တတိယသွားတယ်။ဒီဘေးနာလေးကအကာလေးတွေကသူချောကလက်နဲ့လုပ်ထားလားမသိဘူး။နိုးနဲ့လုပ်ထားလားမသိဘူး။တော့ဆိုင်းနဲ့ထဲကတရသီးရတာလေးရလာတယ်ပေါ့နော်အပေါ်ရန်ကကြတော့ဒီရေခဲချောင်းပုံမှန်နိုးရတာလေးပဲအောက်ကိုရောက်လာလေဒီသူကတရသီးရတာလေးရလာလေးပေါ့နော်သူကစားလို့တော့ကောင်းပါတယ်ဒါပေမဲ့ April အရန်ကြီးတော့မကြိုက်ဘူးပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ